ချင်းညီကိုတို့အားလုံးပဲမြင်ကြပါဗျာ FA ဖလားပွဲစဉ် Manchester United နဲ့ Brighton ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်။အနေညာကကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ AB La Body နဲ့ Chelsea ကိုပေါ်လေးကတော့ဗီဒီယိုကြည့်လိုက်ရတဲ့ညီကိုတွေအားလုံးရလိုက်မယ်လို့ထင်ပါတယ်။ BME Channel လေးမှာရွေးပေးခဲ့တဲ့နှစ်ပွဲရတယ်နှစ်ပွဲလုံးအောင်ပါတယ်။ညက၄ပွဲလုံးall win တာပေါ့နော်။ဒီလိုပွဲလေးတွေလိုချင်တော့ Telegram Channel လေးကို join ထားပေးပါဗျ။ဒီပွဲကတော့ဒါအကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်။လက်ရှိမှာ United ကတော့ဒါအကူပြောင်းကာလကိုဖျက်ဆီးနေရပါတယ်။ဇန်နဝါရီလ9ရက်နေ့မှာဒါယာယီနီးပြအဖြစ်စတင်တောင်းယူခဲ့တဲ့ Darren Fletcher ဒါပထမဆုံးပွဲမှာဘန်လီကိုတည်ရကြခဲ့လို့တော့ဝေဖန်မှုတွေရှိနေပါတယ်။ EFL ဖလားကနေထွက်ခဲ့ရပြီးတော့ဒါ Premier League မှာအဆင့်9ရောက်နေတဲ့ United အတွက်တော့ဒီ FA ဖလားဟာယာတီသိမ်းမှာဒါစူဖလားကင်ရောက်နိုင်မဲ့တခုသေးသောအခွင့်အရေးဖြစ်နေပါတယ်။ Brighton ကတော့ဒီယာတီမှာအဆင့်7မှာရှိနေပြီမဲ့ဒါဥရောပဝင်ဝင်နဲ့တော့၄မှတ်ပဲကွာပါတော့တယ်။ဒီယာဒီအဝေးဝင်ပွဲစဉ်တွေမှာဒါရက်လက်စုံနေပြီးတော့တပွဲကိုတမန်နှုံးတောင်တော့မှရရှိမထားပါဘူးအခုဖီအားများနေတဲ့ United နဲ့ရှင်ပြိုင်ရမယ့်ပွဲစဉ်ဟာဒီယာဒီမှာဒါရှက်ရှာပပအဝေးဝင်နိုင်ပွဲတွေကတပွဲကိုရယူဖို့အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်လူစင်းပိုင်းကိုကြည့်မယ်ဆိုရင်တော့ဒါနှစ်သင်းလုံးကတော့လူဆုံမှုရုန်းကန်နေရပါတယ် United ဘက်မှာတော့ဒါဒီလစ်ကဒဏ်ရာတောင်လွဲချော့မှာဖြစ်တယ်လို့မီဆန်မောင်းကလည်းဒဏ်ရာကြောင့်ပါဝင်မှုတော့မသိကြပါဘူးတစ်ဖက်က Brighton ဘက်မှာလည်းဒါဝီပါဆိုလီမတ်နဲ့ Westbar တို့လိုဒါဒီကကစားသမားတွေဒဏ်ရာရနေပြီးတော့အင်အားနည်းနေတာကတော့အတူတူပါပဲအတူကိုကြည့်မယ်ဆိုရင်ဒါ FA Cup ပြိုင်ပွဲသမိုင်းမှာဒါ United ဟာ Brighton နဲ့6ချိန်တွေ့ဆုံမှုပြီး6ချိန်လုံးအနိုင်ရကဒါ Brighton ကတော့ဒါ United လက်ချက်နဲ့ဒါ6ချိန်နိုင်အောင်ထွက်ခွာခဲ့ရပါတယ် United ကအိမ်ဝင်ဖြစ်တာရောဒါ FA Cup သမိုင်းချောင်းမှာရောဒါ Brighton ကိုအမြဲအနိုင်ရလိမ့်ရှိပေမဲ့ Brighton ကတော့ဒါ United ရဲ့မတည်ငြိမ်မှုကိုအခွင့်ကောင်းယူဖို့ကြိုးစားမှာပါUnited တို့ဟာအိမ်ဝင်အားသာချက်နဲ့ဒါအခက်ခဲချမ်းကပဲကတ်နိုင်သွားသလိုဒါပက်နတီနဲ့အနာယူပြီးတော့လည်းနောက်တစ်ဆင့်တက်သွားနိုင်ပါတယ်။ဒီကိုယ်တော့ဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတာ comment လေးမှာရေးပေးသွားပါဦးဗျ။အားလုံးပဲ good luck ဖြစ်ကြပါစေဗျ။